ပါနဲ့ဒါလောကသဘာဝတယောက်တည်းပဲနေတဲ့အောင်လေးချိုးစားချအဖို့ဆိုတာကိုပြေဆုံးမနာရှိမှပြင်းမြင်နဲ့ဒါလူသဘာဝအမြဲတမ်းပဲပြုံး